အမ်ဘာပေတယောက်တည်းကိုပဲမိခိုနေတာမဟုတ်တဲ့ပြင်သစ်ရဲ့တိုက်စစ်အားလုံးပဲမင်္ဂလာပါ 1H2 ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကမ္ဘာဖလားပြိုင်ပွဲမှာပြင်သစ်အသင်းရဲ့တွင်းကိုထက်ဝက်လောက်ကိုတိုက်စစ်မှုခီလီယန်အမ်ဘာပေပဲတွင်းယူထားတာကြောင့်သူသားလေးအဓိကကစားသမားဖြစ်နေတာညင်းလို့မရပါဘူးသို့တော်လည်းဂိုးအများဆုံးတွင်းထားတဲ့ပြင်သစ်အသင်းရဲ့အဓိကအင်အားကအမ်ဘာပေတယောက်တည်းအပေါ်မှာပဲမိခိုမနေတာကလည်းပြိုင်ဘက်တွေကိုပို့ပြီးထိတ်လန့်စရာဖြစ်စေပါတယ်တသင်းလုံးမှာဂိုးသွင်းနိုင်တဲ့လက်နက်ဆန်းတွေနေရာအနှံ့ရှိနေတာကပဲသူတို့ကိုတားဆီးရအခက်ဆုံးအသင်းဖြစ်လာစေတာပါမော်ရိုကိုအသင်းနဲ့ပွဲတော်ကဦးစမန်ဒမီလီတယောက်အကောင်းဆုံးပုံစံမပြသနိုင်ခဲ့ဘူးဆိုရင်တော့သူ့ရဲ့အတွင်းကမော်ရိုကိုတို့ရဲ့တိုက်ပွဲဝင်စိတ်တွေကိုလုံးဝရိုက်ချိုးပစ်ခဲ့ပါတယ်။ဒါဟာဒီပြိုင်ပွဲမှာဒမ်ဘီလီအတွက်9ဂိုးမြောက်တင်ကိုဖြစ်ပြီးတခြားအသင်းတွေမှာဆိုရင်တော့ဒါဟာကမ္ဘာဖလားရဲ့အထောက်ပံ့ဆုံးစွမ်းဆောင်ရည်လို့တောင်ပြောလို့ရနိုင်ပါတယ်။ဒါအပြင်တောင်ပန်တစ်ဖက်ထဲမှာပဲအလဲကျကစားလေးရှိတဲ့Bradley Barcola နဲ့ DJ တူရီတို့နှစ်ယောက်ပေါင်းကလည်းတွင်းကို3ဂိုးအထိရှောက်ဖွေပေးထားနိုင်ခဲ့ပါပြီ။တမိုင်းကြောင်ရကြည့်မယ်ဆိုရင်လည်းပြင်သစ်ဟာရာစုနှစ်ဝက်အတွင်းပြိုင်ပွဲတစ်ခုထဲမှာတင်ကစားသမား2ယောက်က9ဂိုးနဲ့အထက်သွင်းယူနိုင်တဲ့ဒုတိယမြောက်အသင်းဖြစ်လာခဲ့ပါတယ်။2000ခုနှစ်တုန်းကဘရာဇီးအသင်းမှာရိုနယ်ဒိုက8ဂိုးရီဗာဒိုက9ဂိုးသွင်းယူခဲ့ပြီးတဲ့နောက်ဒီလိုမှတ်တမ်းမျိုးကိုဘယ်အသင်းမှထပ်မလုပ်နိုင်ခဲ့ပါဘူး။ဒါဟာတခြားအသင်းကြီးတွေမှာအဓိကတိုက်စစ်မှုတယောက်တည်းအပေါ်ဘယ်လောက်ထိမိခိုနေရတယ်လဲဆိုတာနဲ့အကြီးအကျယ်ကွာခြားလာပါတယ်။ဘောလုံးပွဲကစားတော့မယ်ဆိုရင်ပေါက်ချင်းမှန်ကန်ဖို့နဲ့ဝန်ဆောင်မှုမြန်ဆန်ဖို့ကအရင်အရေးကြီးပါတယ်။ဒါကြောင့်နိုင်ငံတကာပေါက်ချင်းတွေကိုမြန်မာချင်းနဲ့ up to date ကြည့်လို့ရမယ် 1H2 နဲ့မိတ်ဆက်ပေးရသည်ခင်ဗျာ။9000ချက်ထဲနဲ့အကောင့်ဖွင့်ပြီး body goal ပေါင်း focus နဲ့ voting to score တို့ကိုစုံစုံလင်းလင်းတနေရာထဲမှာရရှိနိုင်ပါတယ်။မောင်းသမားတွေအတွက်အထူးစီစဉ်ဖြစ်100ချက်ထဲနဲ့2သင်းကနေ15သင်းထိမောင်းတွဲဆော့လို့ရပါတယ်။ဒီနေ့ပွဲတွေတင်တာမကဘဲနဲ့နောက်ရက်ပွဲစဉ်တွေကိုပါကြိုတင်ချေးဖွင့်ထားလို့စိတ်ကြိုက်တွက်ချက်ပြီးအပိုင်ကစားနိုင်ပါတယ်။ဒါတွေမကသေးပါဘူး။အပတ်စဉ်10သိန်းတန်ဘောလုံးဝက်ခမန်းပြိုင်ပွဲတွေကလည်းစောင့်ကြိုလို့နေပါသေးတယ်။ကဲညီကိုတို့ 1H2 မှာအခုပဲ register လုပ်ပြီးတော့100% bonus ရယူလိုက်ပါခင်ဗျာ။ဥပမာအားဖြင့်အာဂျင်တီးနားအသင်းအတွက်တော့လီယိုနယ်မက်ဆီကလွဲရင်လိုတာရိုမာတီနက်စ်ရောက်ပဲတကိုးသွင်းယူထားနိုင်ခဲ့ပြီးနော်ဝေးအသင်းမှာလည်းအာလင်ဟာလန်ကလွဲရင်အန်တိုနီနူဆာတယောက်ပဲဂိုးသွင်းပေးထားနိုင်တာမျိုးပါတခြားတစ်ဖက်မှာလည်းအင်္ဂလန်အသင်းကတိုက်စစ်မှုဟယ်ရီကိန်းက6ဂိုးသွင်းယူထားပြီးသူ့ကိုဂျူးဘယ်လင်ဂန်က4ဂိုးနဲ့ကောင်းကောင်းကြီးပတ်မိုးပေးထားတာတွေ့ရပါတယ်ဒါပေမဲ့ပြင်သစ်အသင်းရဲ့ထူးခြားချက်ကတော့အခုချိန်ထိသွင်းဂိုးတွေအားလုံးကတိုက်စစ်ကစားသမားတွေကြီးပဲသွင်းယူထားတာဖြစ်ပါတယ်နောက်ခံလူတွေရောခွေးလိုက်လူတွေမှာတကိုးမှပတ်ဝင်ပတ်သက်ခြင်းမရှိသေးပဲအသင်းရဲ့ဖန်တစီကစားသမားမိုက်ကယ်အိုလီစေးတော်မှာဂိုးဖန်တီးမှုတွေပဲလုပ်ပေးထားနိုင်ခဲ့ပြီးကိုယ်တိုင်အောင်ပွဲခံမဲ့ဂိုးကိုတော့စောင့်ဆိုင်နေရဆဲဖြစ်ပါတယ်ဒီလိုမျိုးတိုက်စစ်ကစားသမားတိုင်းဂိုးမြူနေတဲ့ပြင်သစ်အသင်းကိုရင်ဆိုင်ရတာဟာလည်းပြိုင်ဘက်နောက်ခံလူတွေအတွက်တကယ်ကိုအိမ်မက်ဆိုးကြီးတစ်ခုလိုဖြစ်နေပါပါအမ်ဘာဘေကိုပဲအသေးလဲလိုက်ထိန်းနေရတခြားတိုက်စစ်မှုတွေကအချိန်မရွေးအချက်ပေးစရာမလိုပဲဂိုးတွေသွင်းသွားနိုင်တဲ့အနေအထားမျိုးလေးတစ်ဖက်မှာရှိနေပြန်ပါတယ်တွင်တွင်ကတင်းမာမှုတွေနဲ့အတူပြင်သစ်တို့ရဲ့စံညွှန်းကဘသူ့ကိုမဆိုအနိုင်ယူနိုင်စွမ်းရှိနေပြီးဒီလိုပြင်းထန်တဲ့တိုက်စစ်အစိတ်အတောက်ကိုဘယ်အသင်းကမှရဲရဲဝံ့ဝံ့တားဆီးနိုင်မလဲဆိုတာရင်ခုန်စွာနဲ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ 1H2 ကို like and follow လုပ်ထားပြီးဖို့ပြောကြားရင်းအဆုံးသတ်ပါရစေကျေးဇူးတင်ပါတယ်